1950 ခုနှစ်ကိုရီးယားစစ်ပွဲအတွင်းဒုက္ခသည်တွေဟာစိတ်ကန်းစီအလုံးရင်းနဲ့စုပြုံလာခဲ့ကြပါတယ်။အမေရိကန်စစ်သင်္ဘောတွေကိုတပ်ပြီးစစ်ပေးကနေလွတ်မြောက်ဖို့စူးစမ်းနေကြတာပါ။အဲ့ဒီထဲကမှတောက်ဆူဆိုတဲ့ကောင်လေးဟာသူ့ညီမလေးကိုကြောပို့ထားရင်သင်္ဘောပေါ်တက်နေချိန်မှာအသက်ရှင်ဖို့အသေးအတန်စူးစမ်းနေတဲ့လူတစ်ယောက်ကညီမလေးရဲ့ပခုံးကိုဆွဲဖမ်းလိုက်ခဲ့တယ်။တောက်ဆူကအဝတ်ကိုအားကုန်ဆွဲထားပေမဲ့အဝတ်ပြတ်သွားပြီးညီမလေးဟာလူအုပ်ထဲပျောက်ကွယ်သွားခဲ့တယ်။တောက်ဆူကသူ့အဖေကိုအချိန်ချင်းတောင်းပန်ရင်းညီမလေးကိုပျောက်သွားစေမိပြီလို့ငိုယိုပြောခဲ့တယ်။သူကညီမကိုပြန်ရှာဖို့သင်္ဘောပေါ်ကဆင်းတော့မယ့်အချိန်မှာအဖေကတားလိုက်တယ်။အဖေကသူ့ကိုအပြစ်မတင်ပဲအင်ဂျီကိုချုပ်ပေးရင်းအခုကစပြီးမင်းဟာအိမ်တော်ဦးစီးပဲလို့ပြောခဲ့တယ်ပြီးတော့အဖေကညီမကိုရှာဖို့ပြန်ဆင်းသွားခဲ့တယ်ဒါပေမဲ့ရှာမတွေ့ခင်မှာပဲတင်မောကထွက်ခွာသွားခဲ့တယ်အဖေကကမ်းပေါ်ကနေအရင်ဆုံးအတော်အိမ်ကိုသွားကြညီမလေးကိုတွေ့ရင်ငါလာရှာမယ်လို့အော်ပြောနေခဲ့တယ်တင်မောကဝေးသွားတာကိုကြည့်ရင်တောက်ဆူနဲ့သူ့အမေဟာမျက်ရည်တွေကျဆင်းနေခဲ့တယ်အဲ့ဒီနေ့ကစပြီးတောက်ဆူရဲ့ရင်ထဲမှာတာဝန်နဲ့အပြစ်ရှိစိတ်ကိုတသက်လုံးထမ်းဆောင်သွားရတော့တယ်မကြခင်မှာသူတို့မိသားစုဟာအတော်အိမ်ကိုရောက်လာခဲ့ကြတယ်အတော်ကတော့ဈေးထဲမှာကုန်းစုံဆိုင်လေးဖွင့်ထားပါတယ်အဖေရဲ့တရင်မကြရတော့တဲ့အခါအတော်ကတိတ်တိတ်လေးမျက်ရည်ကျခဲ့တယ်စစ်ပွဲကာလဖြစ်လို့အတော်တို့လည်းမချမ်းသာကြဘူးသူတို့ကိုစံပြုတ်တအိုးနဲ့တိုးလောင်ခန်းချင်းချင်းလေးတစ်ခန်းသာပေးနိုင်ခဲ့တယ်တောက်ဆူကအမေလက်ကိုတင်းတင်းဆုပ်ကိုင်းရင်းကဒီမိသားစုကိုကာကွယ်မယ်လို့ကတိပေးလိုက်တယ်အမေရဲ့ဝင်ထုတ်ဝင်ပိုးကိုရှော့ချဖို့တောက်ဆူကကြောင်းတက်ရင်ညီမလေးကိုကြောပိုးသွားခဲ့တယ်။ကျောင်းမှာဒဲကူဆိုတဲ့ကောင်လေးနဲ့မိတ်ဆွေဖြစ်ခဲ့ပြီးသူကတောက်ဆူရဲ့ဘဝတစ်လျှောက်အကောင်းဆုံးတငယ်ချင်းဖြစ်လာခဲ့ပါတယ်။ဒဲကူကဖက်နှက်တိုက်တဲ့အလုပ်တင်ပေးတယ်။တောက်ဆူကချောကလက်မစားဘူးဆိုတာသိတော့အမေရိကန်စစ်သားတွေကိုရေစရာလုပ်ပြပြီးချောကလက်လေးတွေရအောင်လုပ်ပေးခဲ့တယ်။တခါတရံသူ့ထက်ကြီးတဲ့ကလေးတွေကအနိုင်ကျင့်ပေမဲ့တောက်ဆူကချောကလက်ကိုကာကွယ်ဖို့ရိုက်နှက်ခံခဲ့တယ်။အိမ်ပြန်ရောက်တော့ချောကလက်ကိုမိသားစုဝင်တွေအားလုံးကိုကျွေးပြီးသူကိုယ်တိုင်တော့လက်ပေါ်မှာကြံနေတဲ့အရာသာကိုသာလျက်စားခဲ့တယ်10နှစ်ကြာပြီးနောက်တောက်ဆူဟာစိတ်ကန်းအလုပ်သမားဖြစ်လာခဲ့တယ်။ရတဲ့လစာအားလုံးကိုအမေကိုပေးပြီးညီနဲ့ညီမရဲ့ပညာရေးအတွက်သုံးစေတယ်။သူ့မှာတင်မောကပတိန်ဖြစ်ချင်တဲ့အိမ်မရှိပေမဲ့ငွေမရှိလို့တက္ကသိုလ်မတက်နိုင်ခဲ့ဘူး။တခါတလေစာသင်ခန်းထဲခိုးဝင်ပြီးနားထောင်ရင်းဆရာတွေကမောင်းထုတ်တာခံရပါသေးတယ်။ဒါပေမဲ့ညီလေးကစားတော့ပြီးစိုးမျိုးကအကောင်းဆုံးတက္ကသိုလ်တစ်ခုကိုဝင်ခွင့်ရခဲ့တယ်။တက္ကသိုလ်ကြီးကအလွန်ကြီးမားလို့ညီလေးကလက်လျှော့ဖို့စဉ်းစားနေချိန်မှာအမေကမပူနဲ့အမေနဲ့အကိုကနီးလန့်ရှာမယ်လို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာတောက်ဆူကတကားကိုဖွင့်ဝင်လာပြီးတက္ကသိုလ်ကိုမဖြစ်မနေတက်ရမယ်။ငွေကိစ္စကိုမစင်စားနဲ့လို့ပြောလိုက်သူ့အတွက်ကတော့အရင်ကတည်းကပြောပြထားတဲ့အလုပ်တစ်ခုရှိနေခဲ့တယ်။အဲ့ဒီအချိန်မှာအနောက်ဂျာမနီနိုင်ငံကမိုင်းလုပ်သားတွေကိုအများပြခေါ်ယူနေပြီး3နှစ်လောက်အလုပ်လုပ်ရုံနဲ့လစာကောင်းကောင်းရနိုင်တယ်။ဒါပေမဲ့အာရာကတော့အနေနဲ့ကြီးမားတဲ့အလုပ်ဖြစ်နေခဲ့တယ်။နေရမော်ကအဖေရဲ့တပ်ပုံကိုကြည့်ရင်မင်းကအိမ်တော်ဦးစီးပဲလို့အဖေပြောခဲ့တဲ့စကားကိုပြန်တတိရတယ်။ဒီစကားကြောင့်တောက်ဆူဟာသူ့အိမ်မက်တွေကိုဘေးဖယ်ထားပြီးညီလေးရဲ့ပညာရေးအတွက်ငွေရှာဖို့ဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ဒဲကူနဲ့အတူအနောက်ဂျာမနီကမိုင်းတွင်းတွေစီထွက်ခွာသွားခဲ့တယ်။မိုင်းတွင်းရောက်တဲ့အခါသူတို့ထင်ထားတာထက်အခြေအနေကပိုဆိုးရနေခဲ့တယ်။မြေအောက်အမှောင်ထဲမှာတနေ့ကို10နာရီကျော်အလုပ်လုပ်ရပြီးမတော်တဆမှုတွေကအချိန်မရွေးဖြစ်လာနိုင်တယ်။ဒါပေမဲ့တောက်ဆူကညီလေးရဲ့ចောင်းစည်းကိုတွေးလိုက်တိုင်းနာကျင်မှုအလုံးကိုသိခံနိုင်ခဲ့တယ်။ညဘက်တွေမှာတော့အိမ်ကမိသားစုကိုတတိယလွန်းလို့တိတ်တဆိတ်မျက်ရည်ကျခဲ့ရတယ်။တနေ့မှသူဟာရောင်ကြားဆိုတဲ့လှပတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်။တောက်ဆူကချမ်းသာသူမဟုတ်တယ်လို့အချစ်ရေးအတွေ့အကြုံလည်းမရှိပါဘူး။ဒါပေမဲ့သူ့ရဲ့ရိုးသားမှုကြောင့်ရောင်ကြားရဲ့နှလုံးသားကိုအလင်းအမြန်သိမ့်ပိုက်နိုင်ခဲ့တယ်။သူတို့ရဲ့အချစ်ဆက်လန်းစတင်လှပလာချိန်မှာပဲကံကြမ္မာကထပ်မံဆန်းသက်လာခဲ့တယ်။မိုင်းတွင်းထဲမှာဝန်ထမ်းတစ်ယောက်ရဲ့အမားကြောင့်ဓာတ်ငွေယူစိတ်မှုဖြစ်ပွားခဲ့တယ်။ကျေလောင်တဲ့ပောက်ကွဲတံနဲ့အတူတောက်ဆူဟာမြေအောက်ထဲမှာပိတ်မိသွားခဲ့တယ်။အသက်အန္တရာယ်ရှိနေတဲ့အချိန်မှာသူ့အဖေကိုမြင်အောင်လာခဲ့ပြီးသူကတိုးတိုးလေးအမေကျမ်းပါတယ်ညီလေးကစိုးတက္ကသိုလ်ဝင်ခွင့်ရထားတယ်ညီမလေးလည်းကြီးလာပြီးလှလာပြီးဒါပေမဲ့ကျွန်တော်အဖေကိုအရန်လွမ်းတယ်လို့တိုးတိုးလေးပြောနေခဲ့တယ်တစ်ဖက်မှာတော့ရောင်ကြားကလည်းတောက်ဆူကိုအသေးအတန်လိုက်ရှာနေခဲ့တယ်မတော်တဆမှုဖြစ်ကြောင်းသိသွားပြီးတာဝန်ရှိသူတွေကိုကယ်ဆယ်ရေးလုပ်ပေးဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့ဒုတိယပောက်ကွဲမှုဖြစ်နိုင်သေးလို့တာဝန်ရှိသူတွေကညှင်းဆန်ခဲ့တယ်ရောင်ကြားဟာဒူးထောက်ပြီးမျက်ရည်တွေနဲ့တောင်းပန်ခဲ့ပေမဲ့အကျိုးမရှိခဲ့ဘူးဒါကိုမြင်တဲ့ကိုရီးယားအလုပ်သမားတွေကမနေနိုင်တော့ဘူးသူတို့ဟာကရိယာတွေကိုကင်ဆောင်ပြီးမိုင်းတွင်းထဲဝင်ရောက်ကယ်ဆယ်ဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီအချိန်မှာဘယ်သူမှကိုယ့်အသက်ကိုမစင်စားတော့ဘူးသူတို့ရဲ့ရည်ရွယ်ချက်ကကိုယ်နိုင်ငံသားအချင်းချင်းကိုကယ်တင်ရမယ်လို့ဆုံးဖြတ်ထားကြတယ်10နာရီကြာကြိုးစားပြီးနောက်တောက်ဆူကိုအသက်ရှင်လျက်ပြန်လဲကယ်တင်နိုင်ခဲ့ကြတယ်ဒီအဖြစ်ပြက်နောက်ပိုင်းရောင်ကြားနဲ့တောက်ဆူတို့ပို့ပြီးချစ်ကျွမ်းဝင်လာခဲ့ကြတယ်ရောင်ကြားရဲ့ဂရုစိုက်မှုကြောင့်တောက်ဆူရဲ့ကျန်းမာရေးလည်းပြန်ကောင်းလာတယ်ဒါပေမဲ့သူ့ဗီဇာတက်တန်းကုန်ခါနီးနေပြီးတောက်ဆူကကိုရီးယားကိုငါနဲ့အတူလိုက်ခဲ့ပါလို့ပြောခဲ့ပေမဲ့ရောင်ကြားကညှင်းဆန်ခဲ့တယ်ပြီးတော့အခန်းထဲကထွက်သွားပြီးမှတိတ်တဆိတ်ငူခဲ့တယ်အကြောင်းကတော့သူမဟာမလိုက်ချင်လို့မဟုတ်ပဲသူ့မိသားစုကိုထောက်ပံ့ရမယ်တာဝန်ရှိနေခဲ့တာကြောင့်ပဲဖြစ်တယ်။၃နှစ်ကြာပြီးနောက်တောက်ဆူဟာအိမ်ပြန်လာခဲ့တယ်။သူယူလာတဲ့ငွေတွေနဲ့ညီလေးကိုတက္ကသိုလ်ပြီးအောက်ထိထားနိုင်ခဲ့တယ်။မိသားစုကိုလည်းပိုကျယ်ဝန်းတဲ့အိမ်ကိုပြောင်းရွှေ့နိုင်ခဲ့တယ်။ဒီနေ့မှာတော့တောက်ဆူစောင့်မျှော်နေခဲ့တဲ့ရောင်ကြားဟာကိုရီးယားကိုပြန်ရောက်လာခဲ့တယ်။ရောင်ကြားပြန်ရောက်လာတဲ့နေ့မှာတောက်ဆူနဲ့သူမတို့ပင်လယ်ကမ်းခြေကိုတွားပြီးအတူတူစားတောက်ခဲ့ကြတယ်။အဲ့ဒီမှာရောင်ကြားကကျမကိုဝင်ရှိနေပြီလို့ပြောလိုက်တယ်။တကယ်တော့ဂျာမနီကမပြန်ခင်နောက်ဆုံးနေ့မှာတောက်ဆူကရောင်ကြားကိုထက်ရှာခဲ့ပြီးသူ့ရဲ့အချစ်ကိုဖွင့်ဝန်ခံခဲ့တာဖြစ်တယ်။ရောင်ကြားကြိုက်တဲ့အချစ်ချင်းကိုတီးဆိုပေးပြီးနောက်သူတို့ရဲ့ပထမဆုံးအနမ်းကိုမျှဝေခဲ့ကြတယ်
အဲ့ဒီခေတ်ကလူတွေဟာအချစ်ကိုအလွန်တန်ဖိုးထားကြပါတယ်ဒီလိုနဲ့တောက်စုနဲ့ရောင်ကြားတို့လက်ထပ်ခဲ့ကြတယ်ဒါပေမဲ့မိသားစုတပုံရိုက်တဲ့အချိန်တိုင်းတောက်စုဟာမျက်လုံးတွေကိုပိတ်ထားတတ်တယ်သူ့စိတ်ထဲမှာအဖေပြောက်ဆုံးနေတဲ့ညီမလေးနဲ့မိသားစုအတွက်တာဝန်တွေကအမြဲရှိနေစေဖြစ်လို့ပါနှစ်ပေါင်းများစွာကိုယ်တိုင်လေးလာတင်ယူခဲ့တဲ့အတွက်တနေ့မှာတောက်စုဟာရေချောင်းတက္ကသိုလ်ကဝင်ခွင့်စာကိုရရှိခဲ့တယ်သူ့ရဲ့အိမ်မက်ဖြစ်တဲ့တင်မောကပတိန်ဖြစ်ဖို့နှိစက်လာခဲ့ပြီးဒါပေမဲ့အဲ့ဒီနေ့မှာပဲညီမလေးကအမေနဲ့စကားများနေခဲ့တယ်အိမ်အောင်ပြုတော့မဲ့သူမဟာလက်ဖွဲ့ငွေမလုံလောက်လို့မကျေနပ်ခဲ့ဘူးအိမ်ကိုရောင်းပြီးပိုကြီးတဲ့လက်ဖွဲ့ပေးဖို့အမေကိုတောင်းဆိုခဲ့တယ်ဒီစကားတွေကိုတောက်စုအကုန်ကြားသွားခဲ့တယ်ဒါပေမဲ့ညီမကိုအပြစ်မတင်ခဲ့ဘူးသူ့စိတ်ထဲမှာအဖေရဲ့စကားတစ်ခုပဲပြန်ကြားနေရတယ်အဲ့ဒီအချိန်မှာအတော်ကလည်းကွယ်လွန်သွားခဲ့တယ်အရက်ဆွဲနေတဲ့ဦးလေးကကုန်းစုံဆိုင်ကိုရောင်းချဖို့ဆုံးဖြတ်လိုက်တယ်ဒါဟာတောက်စုအတွက်အကြီးမားဆုံးပြဿနာဖြစ်လာခဲ့တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီဆိုင်လေးဟာအဖေပြန်လာရင်မိသားစုကိုရှာတွေ့နိုင်မဲ့နေရာတစ်ခုပဲဖြစ်တယ်ဆိုင်ကိုလက်လွတ်လိုက်ရင်အဖေပြန်လာတဲ့အခါဘယ်လိုရှာတွေ့နိုင်တော့မလဲဒါကြောင့်တောက်စုကဆိုင်ကိုဝယ်ဖို့ဆုံးဖြတ်လိုက်တယ်ညီမရဲ့လက်ဖွဲ့အတွက်လည်းငွေလိုတယ်ဆိုင်ဝယ်ဖို့လည်းငွေလိုတယ်ဒီအတွက်သူ့ရဲ့ကပတိန်ဖြစ်ချင်တဲ့အိမ်မက်ကိုထပ်မံဆုံးလို့ရတော့တယ်အဲ့ဒီကာလကဗီယက်နမ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာစစ်ကြောထောက်ပံ့ရေးအများပြားလိုအပ်နေပြီးလစာကလည်းအရန်ကောင်းတယ်ဒါပေမဲ့အန်နီအေကအသက်ပေးရတဲ့အခြေအနေရှိတဲ့အတွက်အမေကမသွားစေချင်ဘူးယောက်ျားကလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်အသက်ကိုထပ်ပြီးမစွန့်စားပါနဲ့လို့တောင်းပန်ခဲ့တယ်ဒါပေမဲ့တောက်စုကမိသားစုအတွက်ဆိုရင်အမြဲတမ်းကိုနောက်ဆုံးထားခဲ့သူဖြစ်တယ်မိသားစုကိုစန့်ကျင်ပြီးဗီယက်နမ်ကိုထွက်သွားခဲ့တယ်စစ်မြေပြင်ရောက်တော့သူထင်ထားတာထက်ပိုဆိုးနေခဲ့တယ်ရှေ့တန်းမဟုတ်တဲ့နေရာတွေတောင်အချိန်မရွေးတိုက်ခိုက်ခံရနိုင်တယ်ဘုံပေါက်ကွဲမှုတွေကြားမှာဒဏ်ရာရနေတဲ့အချိန်တောက်စုရဲ့ပထမဆုံးအတွေ့ကသူ့လစာအိတ်ကိုကာကွယ်ဖို့ပဲဖြစ်တယ်သူ့အတွက်အဲ့ဒီငွေတွေဟာသူ့အသက်ထက်တောင်တန်ဖိုးရှိခဲ့တယ်ဒီနေ့မှာရေထဲကျနေတဲ့ကလေးမလေးတစ်ယောက်ကိုကယ်တင်ရင်းတောက်စုဟာပြစ်ခတ်ခံလိုက်ရတယ်ကြည်စံကသူ့ခြေထောက်ကိုထိမှန်သွားခဲ့ပြီးအဲ့ဒီတန်ရာကြောင့်သူ့ဘဝတစ်လျှောက်လမ်းလျှောက်တဲ့အခါခြေထောက်မတန်မဆွမ်းဖြစ်ခဲ့တယ်။ဒါပေမဲ့နှစ်နှစ်အကြာမှာတော့အိမ်ပြန်ရောက်လာခဲ့တယ်။သူ့ဇနီးယောက်ျားကတော့သူ့ဘယ်ဘက်ခြေထောက်မတန်တော့တာကိုမြင်ပြီးမျက်ရည်ကျခဲ့ရတယ်။တောက်စုဟာအသက်ကိုရင်းပြီးရှာဖွေခဲ့တဲ့ငွေတွေနဲ့အတော်ရဲ့ကုံစုံဆိုင်ကိုဝယ်ယူနိုင်ခဲ့တယ်။ဒီလိုနဲ့အဖေပြန်လာရင်ရှာတွေ့နိုင်မဲ့မျှော်လင့်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ညီမရဲ့လက်ဖွဲ့ကိစ္စကိုလည်းဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ညီမရဲ့မင်္ဂလာဆောင်နေ့မှာတော့အဖေစားတောက်စုကပဲသူတို့သမီးကိုလက်တွဲခေါ်ဆောင်ပေးခဲ့တယ်။လမ်းလျှောက်နေတဲ့အကိုရဲ့ခြေထောက်မတန်တော့တာကိုမြင်လိုက်ရတဲ့အချိန်မှာညီမဟာရုတ်တရက်နားလဲသွားခဲ့တယ်။နှစ်ပေါင်းများစွာအကိုကမိသားစုအတွက်ဘယ်လောက်ဆွလုပ်ပေးဆက်ခဲ့ရတယ်လဲဆိုတာကိုပေါ့မိသားစုတပ်ပုံရိုက်တဲ့အခါတောက်စုကထုံးစံအတိုင်းမျက်လုံးကိုတင်းတင်းပိတ်ထားပြန်တယ်။သူ့အမြင်အရတော့အဖေကိုပေးခဲ့တဲ့ကတိကိုအခုတော့အတော်လေးဖြည့်ဆည်းနိုင်ခဲ့ပြီလို့ခံစားရတယ်မိသားစုဝင်တိုင်းကိုလည်းကောင်းကောင်းစောင့်ရှောက်နိုင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့နောက်တစ်ခုတော့ကြံနေသေးပါတယ်အဲ့ဒါကတော့ပျောက်ဆုံးသွားတဲ့ညီမလေးကိုမတွေ့သေးတာနဲ့အဖေကိုတစ်ချိန်မှပြန်မတွေ့ရတော့တာပဲဖြစ်တယ်နောက်ပိုင်းမှာစစ်ကြောင့်ကွဲကွာသွားတဲ့မိသားစုတွေကိုပြန်လည်တွေ့ဆုံစေဖို့ရုပ်သံစီစဉ်တစ်ခုစတင်ထုတ်လွှင့်ခဲ့တယ်ဒီသတင်းကြားတာနဲ့တောက်စုဟာချက်ချင်းတွားရောက်ခဲ့တယ်မျက်ရည်တွေနဲ့အတူအဖေနဲ့ညီမရဲ့အချက်လက်တွေကိုပြောပြခဲ့တယ်ညီမပျောက်သွားတဲ့နေ့ကပြက်ကြံခဲ့တဲ့အင်ဂျီစကိုတက်တည်ဖြစ်ပြတာခဲ့တယ်သူတို့တွေဒီအစီအစဉ်ကိုမြင်ပြီးသူ့ကိုမှတ်မိနိုင်မယ်လို့မျှော်လင့်နေခဲ့ပါတယ်ဒါပေမဲ့ပထမအကြိမ်ထုတ်လွှင့်ပြီးတဲ့နောက်ဘာသတင်းမှမရခဲ့ဘူးတောက်စုကတော့လက်မလျှော့သေးပါဘူးသူတို့မကြည့်မိသေးလို့ဖြစ်မယ်လို့ကိုအမြဲအားပေးနေခဲ့တယ်တနေ့မှာတော့မင်းရဲ့အဖေဖြစ်နိုင်တဲ့လူတစ်ယောက်ကိုတွေ့ထားတယ်လို့ဖုန်းဆက်လာခဲ့တယ်တောက်စုဟာဝမ်းသာအားရနဲ့ပြေးသွားခဲ့တယ်။ဒါပေမဲ့တွေးလိုက်တာနဲ့အဲ့ဒီလူဟာသူ့အဖေမဟုတ်ဘူးလို့ချက်ချင်းသိလိုက်ခဲ့တယ်။ TV ရှေ့မှာကြည့်နေတဲ့သူ့အမေလည်းခေါင်းငုံပြီးဝမ်းနည်းသွားခဲ့တယ်။တောက်စုစိတ်ပြတ်သွားပေမဲ့မျောလင်းချက်ကိုတော့မလွတ်ခဲ့ဘူး။မကြခင်မှာပဲရုပ်တံဌာနကထပ်မံဖုန်းဆက်လာခဲ့တယ်။ဒီတစ်ခါတော့သူ့ညီမဖြစ်နိုင်တဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ထားတယ်လို့ပြောတယ်။ဒါပေမဲ့ထူးခြားတာကအဲ့ဒီအမျိုးသမီးဟာအင်္ဂလိပ်လိုပဲပြောတတ်တယ်။စစ်ကာလတုန်းကမိဘမဲ့ကေဟာရောက်ခဲ့ပြီးအမေရိကန်မိသားစုတစုကမွေးစားသွားခဲ့တာဖြစ်တယ်။အခုတော့အမေရိကန်မှာနေထိုင်နေပြီးဘာသာပြန်ပေးနေတဲ့အစီအစဉ်တင်ဆက်သူကအမျိုးသမီးပြောတဲ့စကားတွေကိုတောက်စုကိုပြန်ပြောပေးနေတယ်ကြည့်ရတာတော့သူ့ညီမမဟုတ်တယ်လို့ပဲဒါပေမဲ့တောက်စုကသူ့နားရွက်နောက်မှာမဲ့တလုံးရှိသလားလို့မိကုန်းတစ်ခုပဲမေးလိုက်တယ်ဒီစကားကိုကြားလိုက်တာနဲ့အမျိုးသမီးဟာရုတ်တရက်တုံကနေဖြစ်သွားတယ်ပြီးတော့မျက်ရည်တွေကျလာခဲ့တယ်ပြီးတော့သူမကနားရွက်နောက်ကိုလှန်ပြလိုက်ပြီးအဲ့ဒီမှာမဲ့လေးတလုံးရှိနေခဲ့တယ်ကျမအကိုလားဆိုပြီးအမျိုးသမီးကငိုရင်းမိလိုက်တယ်တောက်စုလည်းငိုကြွေးနေခဲ့တယ်ဆယ်စုနှစ်ပေါင်းများစွာကွဲကွာနေခဲ့တဲ့မောင်နှမနှစ်ယောက်ဟာနောက်ဆုံးတော့ပြန်လဲဆုံတွေ့နိုင်ခဲ့ကြတယ်အဲ့ဒီမြင်ကွင်းဟာရုပ်ရှင်တကားလုံးရဲ့မျက်ရည်ကျဆုံးအခန်းဖြစ်ခဲ့တယ်ညီမပြန်ရောက်လာပြီးမကြခင်မှာပဲအမေဟာကွယ်လွန်သွားခဲ့တယ်အမေအနေနဲ့သားသမီးအားလုံးပြန်လဲဆုံညီနေတာကိုမြင်ပြီးမှစိတ်ချလက်ချထွက်ခွာသွားတယ်လို့ပါပဲနှစ်ပေါင်းများစွာဟာထပ်မံကုံဆုံးသွားပြန်တယ်တောက်စုဟာစပင်ဖြူလူအိုကြီးတယောက်ဖြစ်လာခဲ့ပြီးအိမ်ထဲမှာတော့မိသားစုဝင်များစွာနှက်ပြည့်နှက်နေခဲ့တဲ့ရေတံမောတန်တွေကအိမ်တအိမ်လုံးကိုနှွေးထွေးစေခဲ့တယ်ဒါပေမဲ့တောက်စုကရုတ်တရက်ထိုင်ရာကထပြီးသူ့အခန်းထဲဝင်သွားခဲ့တယ်အခန်းထဲမှာတော့အဖေရဲ့ဓာတ်ပုံတစ်ပုံရှိနေတယ်တောက်စုကကျမ်းပြင်ပေါ်ထိုင်ချလိုက်ပြီးဓာတ်ပုံကိုငေးကြည့်ကမျက်ရည်တွေတဖြည်းဖြည်းကျလာခဲ့တယ်ပြီးတော့အဖေထားခဲ့တဲ့အင်ဂျီကိုရင်ခွင်ထဲထွေးပွေရင်အားရပါရငိုချပါတော့တယ်သူအသက်ရှင်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမျိုးသိပ်ထားခဲ့ရတဲ့နာကျင်မှုတွေပင်ပန်းမှုတွေအထီးကျန်မှုတွေအားလုံးဟာအဲ့ဒီငိုတန်ထဲမှာပါဝင်နေခဲ့တယ်အခန်းနဲ့အခန်းကြားမှာနေရန်တစ်ချက်ပဲခြားထားပေမဲ့
အဲ့ဒီဝမ်းနည်းမှုကိုဘယ်သူမှမသိခဲ့ကြဘူးဘာလို့လဲဆိုတော့အဲ့ဒီဝမ်းနည်းမှုဟာတောက်စုတယောက်တည်းပိုင်ဆိုင်တဲ့ဝမ်းနည်းမှုဖြစ်နေလို့ပါဒီစကားဟာကိုရီးယားနိုင်ငံရဲ့တကယ်ဖြစ်ရဲ့အချို့ကိုအခြေခံရိုက်ကူးထားတဲ့စကားဖြစ်ပါတယ်တောက်စုဟာငငယ်ရွယ်ရွယ်နဲ့အဖေနေရာကိုဝင်ယူခဲ့ရတယ်ကိုပိုင်အိမ်မက်တွေကိုဆွန့်လွတ်ခဲ့ရတယ်မိသားစုအတွက်တွေးချွေးမျက်ရည်တွေအလုံးပေးဆက်ခဲ့ရတယ်ဒါပေမဲ့သူဘယ်တော့မှညှဉ်းညူမနေခဲ့ဘူးနောက်ဆုံးမှာတော့အဖေကိုပေးခဲ့တဲ့ကတိကိုဖြည့်ဆည်းနိုင်ခဲ့ပြီးမိသားစုကြီးတစ်ခုရဲ့ပျော်ရွှင်မှုကိုမြင်တွေ့ခဲ့ရပါတော့တယ်